အားလုံးပဲမင်္ဂလာပါခင်ဗျာဟျူကနေပြန်လေကြိုဆိုလိုက်ပါရီဒီတစ်ခါမှာတော့ဘော်ရီတိုအပိုင်းတက်မှာဖြစ်ပျက်ခဲ့တဲ့အရေးကြီးတဲ့အသေးစိတ်အချက်လက်တွေအားလုံးကိုပြန်လေအကျဉ်းချုပ်တင်ဆက်ဖို့စိတ်ကူးမိပါရီပြီးတော့မိတ်ဆွေတို့အများစုကနာရူတိုတွေကဖြစ်ရတော်တော်များများကိုတည်ပြီးသားဖြစ်လိမ့်မယ်လို့လည်းကျွန်တော်ယူဆထားပါရီပထမဆုံးအနေနဲ့ဒီဇလန်တွေကိုပျက်စီးသွားတဲ့ကိုနိုဝါကြီးရွာကိုငေးကြည့်နေတယ်ဟိုကာကေရုပ်ထုကြီးပေါ်မှာလူငယ်ဘော်ရီတိုကကာဝါကီလို့ခေါ်တဲ့တစုံတစ်ယောက်နဲ့ရင်ဆိုင်တိုက်ခိုက်နေတဲ့အမှတ်တရမြင်ကွင်းတစ်ခုနဲ့စတင်ထားပါရီဘော်ရီတိုရဲ့ပုံစံဒီဇိုင်းကိုမှတ်ထားပေးပါကာဝါကီကဘော်ရီတိုကို9ယောက်မြောက်ဟိုကာကေရှိတဲ့နေရာကိုပို့ပေးမယ်လို့ပြောတဲ့အခါဘော်ရီတိုကတိုက်ပွဲကိုမဆက်ခင်သူကနင်ဂျာတယောက်ဖြစ်ရှိနေသေးပဲလို့ပြန်လေတုံ့ပြန်ခဲ့ပါရီအဲ့ဒီနေရာကနေကျွန်တော်တို့ကဘော်ရီတိုငငယ်လေးပဲရှိသေးတဲ့ပြစ်ဆုပ်ပံချိန်စီကိုပြန်သွားကြပါမယ်အဲ့ဒီတော့ကဘော်ရီတိုကနင်ဂျာတယောက်ဖြစ်ဖို့စိတ်ဝင်စားခဲ့ပါဘူးဘော်ရီတိုကဒါဟာသူ့ရဲ့ဇလန်ဖြစ်တယ်ဆိုတာကိုရှင်းရှင်းလင်းလင်းဖော်ပြခဲ့ပေမဲ့ဇလန်ရဲ့စာပိုင်းမှာတင်သူ့အဖေကအခန်းကဏ္ဍတစ်ခုအနေနဲ့ပါဝင်နေတာမို့လို့ဒါဟာသူနဲ့သူ့ဖေတို့ရဲ့ဇလန်ဖြစ်လာခဲ့ပါရီအဲ့ဒါကြောင့်ပဲအပိုင်းတစ်ကိုဘော်ရီတိုNaruto Next Generation လို့အမည်ပေးထားတာလို့လည်းပြောနိုင်ပါတယ်။ပြစ္ဆုတ်ပံဇလန်ကဘော်ရီတိုကသူ့အဖေကသူ့ကိုဂိမ်းမဆိုင်တဲ့အတွက်စိတ်ဆိုးနေတဲ့12နှစ်သားစိုးပေလေးတစ်ယောက်ဖြစ်စတင်ထားပါတယ်။ဘော်ရီတိုကိုယ်တိုင်ကဆာရာတာနဲ့မီဆိုကီတို့ပါဝင်တဲ့အဖွဲ့တစ်ခုထဲမှာဂျီနီအဆင့်ရှိတဲ့နင်ဂျာတစ်ယောက်ဖြစ်ပြီးတော့သူတို့ရဲ့ဆရာကတော့ကိုနိုဟာမာရုဖြစ်ပါတယ်။နာရူတိုကသူ့သမီးဟီမာဝါရီရဲ့မွေးနေ့ပွဲကိုလာပါမယ်လို့ဘော်ရီတိုနဲ့ထားခဲ့တဲ့ကတိကိုဖျက်လိုက်တဲ့အချိန်မှာဘော်ရီတိုရဲ့အဖေပေါ်ဒေါသတွေကအထွတ်ထိပ်ကိုရောက်ရှိသွားပါရီ။ဒေါသအထွက်နေတဲ့ဘော်ရီတိုကနာရူတိုရဲ့အင်ဂျီဟောင်းကိုတရင်ပေါက်ကနေအပြင်ကိုလွှတ်ပြစ်လိုက်ပြီးအပြင်ပြေးထွက်ရာကနေဆာဆုကဲနဲ့သွားတိုးပါတော့တယ်ဆာဆုကဲကိုရိုင်းကတခြားအတိုင်းစားတစ်ခုမှာမမိုရှိကီနဲ့ကင်ရှိကီအော်ဆိုဆိုကီတို့ကိုရင်ဆိုင်တိုက်ခိုက်ပြီးမှပြန်လာခဲ့တာဖြစ်ပါတယ်ဆာဆုကဲရဲ့တပည့်ဖြစ်ခြင်းတဲ့အတွက်ဘော်ရိုတိုကလက်ခံရဖို့ရက်ဆန်ကန်ကိုတင်ဖို့ကြိုးစားခဲ့ပေမဲ့နောက်ဆုံးမှာတော့ဒီထွင်သူကာတာဆုကဲစီကရတဲ့ဘယ်ကျူစုကိုမဆိုအသုံးပြုနိုင်တဲ့တိတ်ပန်လေးချနင်ဂျာကရိယာကိုအသုံးပြုပြီးရက်ဆန်ကန်ကိုဖန်တီးခဲ့ပါတယ်ချိုနေစာမေးပွဲအတွင်းမှာဘော်ရိုတိုကနင်ဂျာကရိယာကိုအချိန်ချင်းအသုံးပြုခဲ့ပေမဲ့နောက်ဆုံးမှာတော့နာရူတိုကြောင့်လိမ့်လည်ထားတာပေါ်သွားခဲ့ပါရီဘော်ရီတိုကသူ့ရဲ့အခြေအနေအတွက်နာရူတိုကိုအပြစ်တင်ခဲ့ပေမဲ့မမိုရှိကီနဲ့ခင်ရှိကီတို့ရောက်လာပြီးတော့နာရူတိုကိုဖမ်းဆီးသွားတဲ့အတွက်သူတို့စကားပြတ်သွားခဲ့ပါရီရွာကိုကာကွယ်ဖို့အတွက်နာရူတိုကသူ့ကိုယ်သူဖမ်းခံခဲ့ပါရီသူ့ကိုယ်သူဘလောက်တောင်တနာစရာကောင်းလေးဆိုတာသိမြင်သွားပြီးတဲ့နောက်ဘော်ရီတိုကနင်ဂျာကရိယာကိုလွှင့်ပစ်လိုက်ပြီးဆာဆူကဲကသူ့ကိုတခြားကာကဲတွေနဲ့အတူနာရူတိုကိုတွားရောက်ကယ်တင်ဖို့ခေါ်ဆောင်သွားခဲ့ပါရီအဲ့ဒီမှာနာရူတိုကိုကယ်တင်ပြီးတဲ့နောက်ဘော်ရီတိုနဲ့နာရူတိုတို့စကားပြောနေတော့မှပဲမမိုရှိကီကခင်ရှိကီကိုဝါမျိုးပြီးတော့အသွင်ပြောင်းလဲသွားခဲ့ပါရီအဲ့ဒီလိုစွမ်းအားတွေတိုးလာခဲ့ရင်တော့မှအသွင်ပြောင်းသွားတဲ့မမိုကစွမ်းအားအပြည့်မရှိသေးတဲ့နာရူတိုနဲ့ဆာဆုကဲတို့ရဲ့အပြင်းထန်တိုက်ခိုက်ခြင်းကိုခံခဲ့ရပါရီဒါပေမဲ့မမိုရှိကီကကာတာဆုကဲစီကချာကရာတွေထပ်ရပြီးတဲ့နောက်ပြန်လည်လန်းဆန်းလာခဲ့ပြီးနောက်ဆုံးမှာဘော်ရီတိုကအဖေနဲ့သားပူပေါင်းဖန်တီးထားတဲ့ရက်ဆန်ကန်ကြီးနဲ့အော်ဆိုဆုကဲကိုအပြီးသတ်ချိန်မုံနိုင်ခဲ့ပါရီဒါပေမဲ့ဘော်ရီတိုဆုံးသက်ချက်ကိုပြုလုပ်လိုက်တဲ့အချိန်မှာအချိန်တွေရပ်တန့်သွားခဲ့ပြီးမမိုကဘော်ရီတိုရဲ့အပြာရောင်မျက်လုံးတွေကသူ့စီကနေအရာအလုံးကိုလူယူသွားလိမ့်မယ်လို့သတိပေးစကားပြောကြားခဲ့ပါရီရန်နေငယ်ကြပြီးတဲ့နောက်ဘော်ရီတိုရဲ့ညာဘက်လက်မှာဒူးဆန်းနဲ့အမှတ်သားတစ်ခုရှိနေတာကိုတွေးမြင်နိုင်ပါရီအဲ့ဒီနေရာကနေကျွန်တော်တို့ကခါရာလို့ခေါ်တဲ့အဖွဲ့အစည်းတစ်ခုကိုဖော်ထုတ်ပြသမယ့်ဇက်ခွက်တိုလေးစီကိုရောက်ရှိသွားပါရီသူတို့ကိုပထမဆုံးတွေ့ရချိန်မှာပျောက်ဆုံးသွားတဲ့သဲဆောင်ဆက်တစ်ခုအကြောင်းကိုအစည်းအဝေးလုပ်နေကြတာဖြစ်ပါရီအဲ့နောက်ကိုနိုဟာမာရုကအတွင်းထဲမှာကွန်တိန်နာအပွင့်တစ်ခုပါဝင်တဲ့ဘယ်ကမှမသိတဲ့ပြက်ကျနေတဲ့လေသင်းမော်တစ်စင်းကိုရှာဖွေတွေ့ရှိခဲ့ပါရီမကြခင်မှာပဲဘော်ရီတိုရဲ့အဖွဲ့ကရခင်ဇက်ခွက်မှာချဲလဲခံခဲ့ရရီသိပ္ပံပညာရှင်ကာတာဆုကဲကိုလိုက်ပါပို့ဆောင်ဖို့မစ်ရှင်တစ်ခုရရှိခဲ့ပါရီစိတ်ယုံကိုသွားတဲ့လမ်းမှာယထာပေါ်မှာအိုင်အွန်နဲ့တွေ့ဆုံခဲ့ပြီးသူကစရုပ်ထချိန်မြောက်ကမ္ဘာနင်ဂျာစစ်ပွဲအတွင်းမှာဌာနချုပ်ဘုံနဲ့ကနေလွတ်မြောက်ခဲ့သူဖြစ်ပြီးပျောက်ဆုံးသွားတဲ့ခန္ဓာကိုယ်စိတ်ပိုင်းတော်တော်များများကိုကာတာဆုကဲရဲ့ကျေးဇူးကြောင့်ဆက်ပစ်စီတွေနဲ့အစားထိုးထားတာဖြစ်ပါရီဒါပေမဲ့အဖွဲ့ခွန်ထွက်ခွာသွားတဲ့အခါမှာကာရာအဖွဲ့ဝင်တယောက်ကအောင်းနဲ့စကားပြောပြီးတဲဆောင်ဆက်ကိုပြန်လည်ရယူဖို့အမိန်ပေးတာကိုမြင်တွေ့ရပါရီစိတ်ယုံကိုရောက်ရှိပြီးတဲ့နောက်အဖွဲ့ခွန်ကကိုနိုဟာမာရုကိုရှာဖွေဖို့အမိန်ပေးခံခဲ့ရပါရီသူ့ကိုရှာတွေ့တဲ့အခါသူတို့အားလုံးကအာအိုရဲ့တိုက်ခိုက်ခြင်းကိုခံခဲ့ရပါရီစုခွာပြီးတဲ့နောက်အဖွဲ့ကသူ့ကိုရင်ဆိုင်မှုအစီအစဉ်တစ်ခုဆွဲခဲ့ပြီးဘော်ရီတိုကနောက်ဆုံးမှာအာရုကိုပြန်လည်နိုင်ယူနိုင်ခဲ့ပေမဲ့သူကဆော့ဆော့ကသူနဲ့စကားပြောခဲ့တဲ့ခါရာအဖွဲ့ဝင်ကြောင့်တည်ဆုံသွားခဲ့ပါရီသူနာမည်ကခါရှင်ကိုဂျီဖြစ်ပြီးသူကကိုနိုဟာမာရုကိုတေလူနီပါမီရှို့ခဲ့ပေမဲ့ဘော်ရီတိုရဲ့လက်ပေါ်ကအမှတ်သားကမီးတွေကိုဆုပ်ယူသွားခဲ့ပြီးအဲ့ဒါကိုကိုကြီးကခါမာလို့ခေါ်ဆိုခဲ့ပါရီကိုကြီးကဒါကိုစိတ်ဝင်စားသွားပြီးတော့သူတို့ကိုလွတ်ပေးခဲ့ပါရီအဲ့နောက်မကြခင်မှာပဲအဖွဲ့ကသတိမေ့မျောနေတဲ့ကလေးတယောက်ကိုတွေ့ရှိခဲ့ပြီးတော့သူကတော့ခါဝါကီဖြစ်ပါရီခါဝါကီကဘော်ရီတိုလိုပဲလက်မှာအမှတ်သားတစ်ခုရှိပြီးအဲ့ဒါကိုစိတ်ကြိုက်အသုံးပြုနိုင်ပြီးတော့ဂျူးစုတွေကိုဆုပ်ယူနိုင်ပါရီခါဝါကီကအမှန်တကယ်တော့ခါရာစီကနေထွက်ပြေးလာတာဖြစ်ပြီးတော့သူ့ကိုလာခေါ်ဖို့တာဝန်ပေးထားတဲ့ခါရာဖွဲ့ဝင်တယောက်ကိုတပ်ဖြတ်ပြီးနောက်သူထပ်မံသတိမေ့သွားခဲ့ပါရီကိုကြီးကတခြားကာရာဖွဲ့ဝင်ဒက်တာကိုလျှက်ရွာကနေကာဝါကီကိုခေါ်ဆောင်သွားခွင့်ပြုဖို့နားချခဲ့ပါရီကာဝါကီကျွေးရမှာနိုးလာတဲ့အခါသူ့ကိုနာရူတိုကကြိုဆိုခဲ့ပြီးတော့ကာဝါကီကိုသူသားဖြစ်မွေးစားဖို့ဆုံးဖြတ်ခဲ့ပါရီကာဝါကီမှာအလွန်ရက်ဆက်တဲ့မွေးသမီးခင်ရှိပြီးကာရာရဲ့ခေါင်းဆောင်ဂျီကန်လို့ခေါ်တဲ့ပိုပြီးရက်ဆက်တဲ့မွေးစားဖခင်စီကိုရောင်းချခြင်းခံခဲ့ရတာဖြစ်ပါရီကာဝါကီနောက်ဆုံးမှာနာရူတိုရဲ့အိမ်ကိုရောက်လာတဲ့အခါစပွဲကိုမှောက်ချလိုက်ပြီးဟီမာဝါရီကိုရိုင်းလှုပ်ထားတဲ့ပန်းအိုးလေးကိုခွဲပစ်လိုက်ပါရီ
ဘော်ရိုတိုကကာဝါကီရှိနေတာကိုမနစ်မြို့ပဲပန်းအိုးကိုပြန်ပြင်ခိုင်းခဲ့ပါရီကာဝါကီကအထူးအချိန်ဖြုံးပြီးတဲ့နောက်နာအိုတိုကိုအလွန်ကူးဆိုင်လာခဲ့ပြီးတော့ဒေတာရွာကိုကျူးကျော်ဝင်ရောက်လာတဲ့အခါနာအိုတိုနဲ့ဟီမာဝါရီတို့ကိုကာကွယ်ဖို့သူ့ရဲ့လက်တစ်ဖက်ကိုစတေးခဲ့တဲ့အထိဖြစ်လာခဲ့ပါရီနာအိုတိုကဒေတာကိုနိုင်ထိုင်နိုင်ခဲ့ပြီးကာတာဆုခဲကကာဝါကီကိုနာအိုတိုရဲ့ချာကရာနဲ့အားဖြစ်ထားတဲ့ခြေတူလက်တူတစ်ခုပေးခဲ့ပါရီထိုတော်တွင်းမှာဆာဆုခဲကလေသိမ်းမောပေါ်မှာရှာတွေ့ခဲ့တဲ့ကိုအော်ဒီနိတ်တွေကိုအသုံးပြုပြီးကဘာမီကိုရောက်ရှိလာခဲ့တဲ့အော်ဆိုဆိုကေတွေအားလုံးကိုပြသမယ်လျှို့ဝှက်အတိုင်းစားတစ်ခုကိုရှာဖွေခဲ့ပြီးအဲ့ထဲမှာကာကူရာနဲ့တူရောက်လာခဲ့တယ်လို့ယူဆရတဲ့လျှို့ဝှက်စမ်းချေသူတအုပ်လည်းပါဝင်ပါတယ်ဆာဆုကေကအဖမ်းခံရတဲ့ထန်တေးစ်ကိုလည်းရှာတွေ့ခဲ့ပြီးတော့ဂျီကန်ကအဲ့ဒီကနေချာကရာတွေကိုစုပ်ယူဖို့ရောက်လာတာကိုမြင်တွေ့ခဲ့ပါတယ်အဲ့နောက်ဂျီကန်ကနောက်တိုးရဲ့အိမ်မှာပေါ်လာပြီးတော့ကာဝါကီကိုရင်ရင်ကြည်ကြည်ပြန်ခေါ်ဖို့ကြိုးစားခဲ့ရကနေဂျီကန်ကတခြားအတိုင်းစားတစ်ခုမှာနောက်တိုးနဲ့ဆာဆုကေတို့ကိုအပြင်းထန်တိုက်ခိုက်ခဲ့ပါတယ်ဆာဆုကေကတီတီလေးလွတ်မြောက်ခဲ့ပေမဲ့နောက်တိုးကတော့ပိတ်လောင်ခံထားရပါတယ်ကာရာဘွဲ့ဝင်ဘိုရိုကိုဂျီကန်တန်ရာကူတာနေတော့နောက်တိုးကိုစောင့်ကြည့်ဖို့ဆေးလုပ်ခဲ့ပါတယ်ကာဝါကီကဂျီကန်နဲ့ချိတ်ဆက်ထားတဲ့လမ်းကြောင်းကိုအသုံးပြုပြီးကာဝါကီနဲ့ဘော်ရိုတိုတို့ကပေါ်တယ်တစ်ခုကိုဖွင့်နိုင်ခဲ့ပြီးနောက်တိုးပိတ်လောင်ခံရတဲ့အတိုင်းစားစီကိုတွားရောက်ခဲ့ပါတယ်အဲ့ဒီမှာကာဝါကီအပါဝင်အဖွဲ့ခွန်ကဘော်ရိုတိုကိုမမိုရှိကီကဝင်ရောက်မပူးပေါင်းခင်ထိတိုက်ခိုက်ပြီးဘော်ရိုကိုအနိုင်ယူနိုင်ခဲ့ပါတယ်အဖွဲ့ကနောက်တိုးကိုခြေရွာစီဘေးကင်းစွာပြန်လည်ခေါ်ဆောင်လာနိုင်ခဲ့ချိန်မှာကာရာရဲ့ထိပ်တန်းသိပ္ပံပညာရှင်အာမာဒိုကကာရှင်ကိုဂျီနဲ့အတူအဖွဲ့ကနေထွက်ပြေးသွားခဲ့ပါတယ်။သူတို့ကကာရာကိုသစ္စာဖောက်ဖို့အမြဲတမ်းစီစဉ်ထားခဲ့ကြပြီးလေသိမ်းမောပြကြမှုရဲ့နောက်ွယ်ကသူတွေဖြစ်ပါတယ်။ကိုနိုဝါကိုရောက်တဲ့အခါမှာအာမာဒိုကကာမာအမှတ်သားအကြောင်းကိုအချက်အလက်တွေကိုပေးခဲ့ပြီးကိုဂျီကတော့ဒိုင်ယာကူတာနေတဲ့ဂျီကန်ကိုတွားရောက်တိုက်ခိုက်ခဲ့ပါတယ်။အာမာဒိုကဂျီကန်ဟာတကယ်တော့ကာကူရာရဲ့သစ္စာဖောက်မှုကိုခံရပြီးနောက်တေလိုနီးပါးဖြစ်ခဲ့တဲ့အီရှိကေအိုဆိုဆိုကီဖြစ်တဲ့ဆိုတာကိုဖွင့်ရခဲ့ပါတယ်။အီရှိကေကလွတ်မြောက်ဖို့ဂျီကန်လို့ခေါ်တဲ့ဘုန်းကြီးတစ်ပါးကိုပူကတ်ခဲ့တာဖြစ်ပါတယ်။ကာမာကအချက်လက်တွေဒေါင်းလုပ်ဆွဲပြီးနောက်အိုဆူဆူကီတွေပြန်လည်မွေးဖွားဖို့နီလန်တစ်ခုလည်းဖြစ်ပါတယ်။ဆိုလိုတာကအီရှိကီကခါဝါကီထဲမှာပြန်လည်မွေးဖွားနိုင်ပြီးမမိုရှိကီကဘော်ရိုတိုကတဆင့်ပြန်လည်မွေးဖွားနိုင်ပါတယ်။တစ်ချိန်တည်းမှာပဲအမာဒိုကအိုဆူဆူကီတယောက်ကိုဘယ်လိုတိုက်ရမလဲဆိုတာပြသဖို့ကာရှင်ကိုဂျီနဲ့ဂျီကန်တို့တိုက်ခိုက်နေတာကိုထုတ်လင်းပြသခဲ့ပါတယ်။ကိုဂျီကအီရှိကီကိုဂျီကန်ထဲမှာပြန်လည်မွေးဖွားအောင်ဖိအားပေးခဲ့ပြီးအဲဒါကြောင့်ခါဝါကီကသူ့ရဲ့ခါမကိုဆုံးရှုံးခဲ့ရပါတယ်။ကိုဂျီကဂျေရာရီယာရဲ့ကလုံးတယောက်ဖြစ်တာကိုတွေ့ရှိခဲ့ရပြီးအီရှိကီကခါဝါကီရဲ့ပေါ်အခြားကာမတစ်ခုထပ်မံထည့်သွင်းဖို့ကိုနိုဟာစီကိုတိုက်ရိုက်မသွားခင်မှာဆုတ်ခွာခဲ့ရပါတယ်။ဒါကြောင့်ဘော်ရိုတိုကသူ့ရဲ့ခါမကိုအသုံးပြုပြီးသူကသူနဲ့အီရှိကီတို့ကိုတခြားအတိုင်းစားတစ်ခုစီကိုရွှေ့ပြောင်းခဲ့ပါတယ်။နောက်တိုနဲ့ဆာဆုကဲတို့လည်းအဲ့ဒီကိုရောက်လာခဲ့ပေမဲ့သူတို့တွေကဘယ်သူမှအီရှိကီကိုမရှင်းနိုင်ခဲ့ပါဘူး။ဒါပေမဲ့ကူရာမာကအီရှိကီကိုအနိုင်ယူဖို့နီလန်တစ်ခုရှိပေမဲ့နောက်တိုနဲ့သူတို့ရဲ့အသက်တွေကိုစတေးရလိမ့်မယ်လို့ဖွင့်ရခဲ့ပါတယ်။အဲဒါကြောင့်နောက်တိုဟာဘာရွန်မှုကိုအသုံးပြုပြီးတော့အီရှိကီကိုခဏတာအပြင်းထန်တိုက်ခိုက်ခဲ့ပါတယ်။ကံမကောင်းစွာပဲအဲ့ဒီမှုကကြာရှည်မခံခဲ့ပါဘူး။ဒါပေမဲ့နောက်တိုရဲ့တိုက်ခိုက်မှုတွေကြောင့်အီရှိကီရဲ့တပ်တန်းကိုမိနစ်အနည်းငယ်ထိရှော့ချနိုင်ခဲ့ပါတယ်။ဒါပေမဲ့အီရှိကီကနောက်တိုနဲ့ကာဝါကီရဲ့ခြေထုလက်ထုကြားကချိတ်ဆက်မှုကိုအသုံးပြုပြီးကာဝါကီကိုသူတို့စီကိုရွှေ့ပြောင်းနိုင်ခဲ့ပါတယ်။အီရှိကီကကာဝါကီရဲ့ပေါ်အခြားကာမတစ်ခုထည့်သွင်းနိုင်ခဲ့ပေမဲ့အဲ့ဒါကအရေးကလုံးဖြစ်နေပြီးတော့အီရှိကီကနောက်ဆုံးမှတေဆုံးသွားခဲ့ပါတယ်။အဲဒီနောက်မှာပဲဆာဆုကဲရဲ့ running hand ကိုဘိုရူရှီကီကထိုးနှက်ခဲ့ပြီးတော့မမိုကသူ့ရဲ့ခါမကိုကာဝါကီရဲ့ပေါ်ထည့်သွင်းဖို့ကြိုးစားခဲ့ပါတယ်။ဘိုရူတိုကအချိန်မီနိုးလာပြီးတော့မမိုကိုတားဆီးနိုင်ခဲ့ပါတယ်။ခူရာမာကလည်းသူကိုယ်တိုင်တေဆုံးတော့မှဖြစ်ကြောင်းပြောကြားပြီးတော့နာအိုတိုကိုနောက်ဆုံးနှုတ်ဆက်စကားပြောကြားခဲ့ပါတယ်။ကုတ်ကလည်းကြန့်ရှိနေတဲ့နောက်ဆုံးကာရာဖွဲ့ဝင်ဖြစ်ပြီးအီရှိကီရဲ့ဝိညာဉ်စီကနေတရင်စကားရရှိခဲ့ပါတယ်။ကုတ်ကအီရှိကီတေဆုံးမှုမှာပါဝင်ပတ်သက်သူတွေအားလုံးကိုကလေးစားချေဖို့သူ့ရဲ့မစ်ရှင်ဖြစ်သတ်မှတ်ခဲ့ပါတယ်။သူကဘိုရိုရဲ့စိတ်ယုံဟောင်းစီကိုတွားပြီးအီဒါနဲ့ဒဲမွန်လို့ခေါ်တဲ့စိုက်ဘောနှစ်ယောက်ကိုနှုတ်ခဲ့ပါတယ်။အီဒါရဲ့စနီကန်ကသူမမွေးဖွားချိန်ကဆာလို့ပြစ်ဆုပ်ပန်အချိန်ထိဖြစ်ပျက်ခဲ့သမျှအရာတွေအားလုံးကိုစောင့်ကြည့်နိုင်ခွင့်ပေးထားပါတယ်။အီဒါကိုမြင်တဲ့သူတိုင်းကလည်းအော်ဆိုဆိုကီအမာဒိုနဲ့သူမရဲ့သွေးသားတော်ဆက်သူတွေကနေလွဲရင်သူမရဲ့ဆွဲဆောင်မှုကိုခံရမှာဖြစ်ပါတယ်။သူမရဲ့မောင်လေးဒဲမွန်ကတော့သူတို့စီကိုရည်ရွယ်တဲ့ဘလို့တိုက်ခိုက်မှုဒါမှမဟုတ်တပ်ဖြတ်လိုတဲ့စိတ်ရွယ်ချက်ကိုမဆိုပြန်လည်တုံ့ပြန်နိုင်ပါတယ်။အီဒါကခါဝါကီနဲ့စစ်မှန်တဲ့အချက်ကိုခန်းစားခြင်းတဲ့အတွက်ကုန်းနဲ့ပူပေါင်းခဲ့တာဖြစ်ပြီးဘာဖြစ်လို့လဲဆိုတော့သူကနီးပညာအရအော်ဆိုဆိုကီအစိပ်ပိုင်းဖြစ်နေလို့ပါ။ထို့တော့အတွင်းကိုနိုဟာမှာခါဝါကီရဲ့နောက်တိုကိုကာကွယ်ခြင်းတဲ့စိတ်ကအရန်ကိုပြင်းထန်နေပါတယ်။သူကတညမှာရွာကနေခိုးထွက်ခဲ့ပြီးအီဒါကကုတ်ကိုသူ့စီကိုဓာတ်ရိုက်လမ်းပြပေးခဲ့ပါတယ်။ကုတ်ကခါဝါကီကိုမခေါ်ဆောင်သွားခင်မှာဘော်ရိုတိုကကြားဖြတ်ဝင်ရောက်ပြီးတော့ကုတ်ကိုတိုက်ခိုက်ခဲ့ပါတယ်။မမိုကတိုက်ပွဲအတွင်းမှာဝင်ရောက်ပုတ်ကက်ပြီးတော့ကုတ်ကိုတိုက်ခိုက်ခဲ့ပါတယ်။နောက်တိုနဲ့ရှီကာမာရုတို့ကလည်းရောက်ရှိလာခဲ့ပေမဲ့ရှီကာမာရုကိုကုတ်ကတစားခံဖြစ်ဖမ်းဆီးပြီးတဲ့နောက်မမိုကနောက်တိုကိုတတ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမဲ့ခါဝါကီကအီရှိချီတိုက်ပွဲအပြီးအမာဒိုကသူ့စီမှာပြန်လည်ပြုလုပ်ပေးခဲ့တဲ့ကားမကိုနှုတ်ပြီးတော့တိုက်ခိုက်မှုကိုဆုပ်ယူနိုင်ခဲ့ပါတယ်။ခါဝါကီကဘော်ရိုရှီကီကိုတိုက်ခိုက်ခဲ့ပြီးဘော်ရိုတိုကသတိပြန်ရလာတဲ့အခါသူ့ကိုတပ်ပစ်ဖို့ခါဝါကီကိုတောင်းဆိုခဲ့ပါတယ်။ခါဝါကီကဘော်ရိုတိုရဲ့ရင်ဘတ်ကိုထိုးဖောက်ပြီးသူ့ရဲ့ညီအကိုနာရိုတိုရဲ့ရှေ့မှာတင်တပ်ဖြတ်ခဲ့ပါတယ်။ကံကောင်းစွာနဲ့ပဲသူ့ရဲ့ဝိညာဉ်ကိုဆက်လက်ရှင်သန်စေဖို့မမိုကသူ့ရဲ့ဒေါင်းလောက်ကိုဖျက်သိမ်းပြီးတော့ကြံရှိတဲ့အချက်လက်တွေကိုအသုံးပြုပြီးဘော်ရိုတိုကိုခါမကနေတဆင်ပြန်လည်ကူတာပေးခဲ့ပါတယ်။
ကုတ်ကလည်းစောက်ခွာသွားခဲ့ပေမဲ့ရှီကာမာရုရဲ့လေဘင်းမှာခြေသေးအမှတ်သားတစ်ခုထားခဲ့ပါသည်ရှီကာမာရုကဒီခြေသေးအကြောင်းကိုသိပြီးကုတ်ကိုထောင်ချောက်ထဲကိုဆွဲသွင်းခဲ့ပါသည်ကုတ်ကအမတ်တို့ကိုသူ့ရဲ့ကန့်သက်ချက်တွေကိုဖယ်ရှားခိုင်းခြင်းတဲ့အတွက်အမတ်တို့ကရွာကိုကာကွယ်ဖို့ဖန်တီးထားတဲ့ data ရဲ့ model တင်းတဲ့အတူတယောက်တည်းပိတ်မိသွားခဲ့ပါသည်အဲနောက်ကုတ်ကအေဒါကိုခေါ်လာဖို့ဖိအားပေးခံရပါသည်အမတ်တို့ကအေဒါအကြောင်းကိုရှီကာမာရုကိုရှင်းပြခဲ့ပြီးရှီကာမာရုကသူမကိုကိုနိုဟာနဲ့ပူးပေါင်းဖို့နားချပြီးခါဝါကီနဲ့အတူရှိနိုင်ဖို့ကြိုးစားခဲ့ပါသည်ဒါပေမဲ့သူတို့ကခါဝါကီမရောက်ခင်မှာအမတ်တို့နဲ့အတူထွက်ခွာသွားခဲ့ပါသည်အမတ်တို့ကကုတ်ရဲ့ကန့်သက်ချက်တွေကိုဖယ်ရှားပေးခဲ့ပြီးသူကိုဂျီကန်ထက်တောင်ပို့ပြီးတော့တန်မာစေခဲ့ပါသည်အမတ်တို့ကအေဒါကိုကုတ်ရဲ့ရန်ကနေကောက်ွယ်ပေးဖို့တောင်းဆိုခဲ့ပြီးဒန်မွန်ကလည်းကုတ်ကိုတိုက်ခိုက်ခဲ့ပါသည်ကုတ်ကအဆုတ်ခွာသွားရပြီးတော့တန်တေးစ်ကိုစိတ်ပိုင်းများပြားခွဲချမ်းပြီးတော့သူ့ရဲ့ကိုယ်ပိုင်စစ်တပ်ကိုဖန်တီးဖို့သွားခဲ့ပါသည်ထို့တော်တွင်အေဒါကကိုနိုဟာမှာနေထိုင်ဖို့အမတ်တို့ရဲ့ကမ်းလှမ်းချက်ကိုလက်ခံခဲ့ပါသည်ဘရိုတိုနဲ့ကာဝါကီတို့ကအေဒါနဲ့ဒေမွန်တို့ကိုစောင့်ကြည့်ရင်းအတူတူနေထိုင်ခဲ့ရပါသည်အမတ်တို့ကလည်းသူဟာရှီပိုင်းအော်ဆိုဆိုကီရဲ့ DNA ကိုအေဒါနဲ့ဒေမွန်တို့စီမှာထည့်သွင်းပေးခဲ့ပြီးတော့သူပိုင်ဆိုင်တဲ့ရှင်ကျူးစုအချုပ်ကိုပေးခဲ့တယ်လို့ရှင်းပြခဲ့ပါသည်ရှီပိုင်းကတကယ်တော့အော်ဆိုဆိုကီဖျားသခင်ဖြစ်ပေမဲ့အခုတော့တေဆုံးသွားပါပြီအမတ်တို့ကဒေတာဟာယောဂနဲ့တေဆုံးသွားတဲ့သူသမီးရဲ့ကလုံးအမှားတစ်ခုဖြစ်ကြောင်းကိုလည်းဖွင့်ရခဲ့ပါသည်ဒီအချက်လက်တွေအားလုံးကိုဖော်ပြနေတော့မှပဲမိုမိုကသူ့ရဲ့စိတ်ကူးချုပ်ကိုဘော်ရိုတိုနဲ့မျှဝေခဲ့ပါသည်ဒါကဘော်ရိုတိုကိုမကြာမီအနာဂတ်ရဲ့ပုံရိပ်ချုပ်ကိုမြင်တွေ့ခွင့်ရစေခဲ့ပါသည်အဲ့ဒါကတော်တော်လေးကိုရှုပ်ထွေးလာပါသည်နောက်ပိုင်းမှာဆာရာတာနဲ့ဆူမီရဲတို့ကအီဒါရဲ့ဆွဲဆောင်မှုကိုမခံရတာကိုမြင်တွေ့ရပါသည်ဘော်ရိုတိုကမိုမိုနဲ့ထပ်မံစကားပြောခဲ့ပေမဲ့ဒီတစ်ချိန်မှာတော့ကာဝါကီကတခုခုထူးဆန်းနေတာကိုသတိပြုမိခဲ့ပါသည်ကာဝါကီကမိုနိုရှီကီကတခုခုကြံစည်နေတယ်လို့ခံစားရပြီးဒေါသတကြီးထွက်ခွာသွားခဲ့ပါသည်သူကနာရူတိုနဲ့ဟီနာတာစီကိုသွားပြီးတော့သူတို့ကိုကာကွယ်ဖို့ဘော်ရိုတိုပါဝင်အိုဆိုဆိုကီတိုင်းကိုတပ်ပစ်ရမယ်လို့ပြောကြားခဲ့ပါသည်ဟီနာတာကကာဝါကီကိုတခြားအတိုင်းစားတစ်ခုစီကိုမဖို့ခင်မှာပါရိုက်ခဲ့ပါသည်မကြခင်မှာပဲကာဝါကီကဟိုကာကဲရုပ်ထုကြီးပေါ်မှာဘော်ရိုတိုကိုတပ်ဖို့ကြိုးစားခဲ့ပါသည်ဆာရတာကကြားပြတ်ဝင်ရောက်ခဲ့ပြီးဘော်ရိုတိုကကာဝါကီရဲ့ရန်ကနေသူမကိုကာကွယ်ပေးရင်းသူ့ရဲ့ညာဘက်မျက်လုံးကိုဓာတ်နဲ့အလီခံခဲ့ရပါသည်မကြခင်မှာပဲဆာဆုကဲနဲ့အတူစစ်ကူတွေရောက်လာခဲ့ပေမဲ့ကာဝါကီကတော့ဘော်ရိုရှီကီရဲ့အကူအညီနဲ့ထွက်ပြေးလွတ်မြောက်သွားခဲ့ပါသည်မိုမိုရှီကီကဘော်ရိုတိုကိုသူ့ဟာမကြခင်မှာအရာအလုံးကိုဆုံးရှုံးရတော့မယ်လို့တတိပေးခဲ့ပါသည်ကာဝါကီကအခုတော့ထွက်ပြေးနေရပေမဲ့အေရာကသူ့စီကိုဓာတ်ရိုက်ရောက်ရှိလာခဲ့ပါသည်ကာဝါကီကဘာဖြစ်လို့ဘော်ရိုတိုဟာဟိုကာကဲရဲ့သားမဟုတ်တဲ့ပြင်ပလူတယောက်မဖြစ်နိုင်ရတာလေလို့မေးခွန်းထုတ်တာကိုကြားပြီးတဲ့နောက်အေရာကသူမရဲ့မွေးရပါစွမ်းအားတစ်ခုကိုမတော်တဆအသုံးပြုမိပြီးဘော်ရိုတိုနဲ့ကာဝါကီတို့ရဲ့အခြေအနေကိုပြောင်းပြန်ဖြစ်သွားစေခဲ့ပါသည်အဲ့ဒါကအရာအလုံးကိုအမှန်တကယ်ဖြစ်လာစေတဲ့ Omnipotent ရဲ့စွမ်းအားဖြစ်ပါသည်အခုတော့အလုံးကကာဝါကီကိုနာရူတိုရဲ့သားဖြစ်မြင်ကြပြီးဘော်ရိုတိုကတော့ပြင်ပလူဖြစ်မြင်ကြပါသည်ကာဝါကီကအေရာကိုဘော်ရိုတိုကနာရူတိုကိုတတ်ခဲ့တယ်လို့အားလုံးကိုပြောခိုင်းခဲ့ပါသည်အခုတော့အားလုံးကဘော်ရိုတိုနောက်ကိုလိုက်လံဖမ်းဆီးနေကြပါပြီအေရာရဲ့စွမ်းအားကိုမခံရတဲ့ဆာရတာကမီဆူကီကိုနားထောင်ဖို့ကြိုးစားခဲ့ပေမဲ့သူကလည်းဘော်ရိုတိုကိုဖမ်းဖို့သွားခဲ့ပါသည်ဆာဆူကဲကတော့သူမရဲ့စကားကိုမနာခံခဲ့ပါဘူးဆူမီရဲကဆာရတာကိုဖြစ်ပျက်နေတာတွေကိုရှင်းပြဖို့ကြိုးစားခဲ့ပြီးဆာရတာကဆာဆူကဲကိုနားထောင်ဖို့တောင်းပန်ပြီးတဲ့နောက်မန်ဂယ်ကီယိုရှယ်ရင်ဂန်ကိုနှိုးနိုင်ခဲ့ပါသည်မန်ဂယ်ကီယိုရှယ်ရင်ဂန်အကြောင်းကိုသိရှိပြီးတဲ့နောက်ဆာဆူကဲကသူသမီးကိုယုံကြည်ပြီးတော့ဘော်ရိုတိုကိုကယ်တင်ဖို့သွားခဲ့ပါသည်ဆာဆူကဲကဘော်ရိုတိုစီမှာသူ့ရဲ့ခေါင်းပတ်ရှိနေပြီးကာဝါကီရဲ့အစားမိုမိုကဘော်ရိုတိုနဲ့အတူရှိနေတာကိုတွေ့ရတဲ့အတွက်တခုခုမှားယွင်းနေတယ်ဆိုတာကိုသိခဲ့ပါသည်မိုမိုကဘော်ရိုတိုဟာစိတ်ပြတ်အောင်ငယ်ကြီးမရှိသေးတဲ့အတွက်ဒေါသတွေထွက်နေပြီးအေဒါကလည်းသူတို့စီကိုရောက်လာပြီးတော့သူမလုပ်ခဲ့တာတွေအတွက်ကိုတောင်းပန်ခဲ့ပါသည်ဘော်ရိုတိုကနားလည်ပြီးခဲ့ပြီးတော့မိုမိုရှိကီကိုသူကဒါကိုအရာအလုံးဆုံးရှုံးရခြင်းလို့မတတ်မှတ်ဘူးလို့ပြောကြားခဲ့ပါသည်ဘော်ရိုတိုကသူပို့ပြီးတော့တန်မာဖို့လိုအပ်တယ်ဆိုတာသိပြီးသူမရဲ့အမားအတွက်အီရာကလည်းသူတို့ကိုနေဝါကိုမပြတ်မချင်းသူတို့ကိုမရှာဖွေဖို့ဆုံးဖြတ်ခဲ့ပါသည်အဲဒီလိုနဲ့ဘော်ရိုတိုရဲ့အပိုင်းတက်ကဂေါ်ဒကဘော်ရိုတိုကိုကလေးစားချေဖို့ကြုံဝါခြင်းခါဝါကီကသူကအော်ဆူဆူကီဖြစ်နေသူရဲ့ညီအကိုကိုတပ်ပစ်မယ်လို့သစ္စာဆိုခြင်းတို့နဲ့ဆုံးသက်သွားခဲ့ပါသည်ဘော်ရိုတိုကတော့သူကဘော်ရိုတိုဦးဆူမာကီဖြစ်သေးတယ်ဆိုတာကိုကဘာကိုမပြသနိုင်မချင်းရပ်တန့်မှာမဟုတ်ပါဘူးဗီဒီယိုကိုကြိုက်နေတဲ့ဆိုရင် like နဲ့ subscribe လေးလည်းလုပ်ပေးခဲ့ကြပါအောင်ခင်ဗျာအားလုံးပဲအဆင်ပြေကြပါစေလို့ Hugh ကနေဆုတောင်းပေးလိုက်ပါရခင်ဗျာ